ဒါတော့ငားရမ်းမဲ့တိုက်ခန်းနေတဲ့ရှင်းမျက်နှာစာမြင်လို့ဖြစ်ပါတယ်သူကတခန်းကို10ပေကျဲတာပေါ့နော်10ပေကျဲကားပေါက်နှစ်ပေါက်ပါတာဟိုမှာသူကတခန်းဖွဲ့ထားတဲ့အထဲမှာကျတော့ဆိုတော့တကားပေါက်က6ပေါက်ဖြစ်နေပြီမဲ့အခန်းအနေနဲ့က3ခန်းပဲရှိတယ်ပေါ့နော်အခန်းအနေနဲ့3ခန်းရှိတယ်3ခန်းပဲရှိတဲ့အတွက်အခန်းကျဲတယ်ပေါ့ဗျာအတွင်းမှာဆိုရင်ပေ20ခန်းဖြစ်သွားမှာပေါ့ပေ20ခန်းဖြစ်သွားမယ်ဒါကျွန်တော်တို့တိုက်ခန်းနေအတွင်းပိုင်းမှာလည်းနောက် area ရှိပါသေးတယ်ဒါကျွန်တော်တို့နောက်ဘောက်ကနေဝင်မှာနော်နောက်ဘက်ခြမ်းကနေဝင်ကြမယ်ဒီမှာနောက် area လည်းကျဲနေတယ်တိုက်ခန်းရဲ့နောက်မှာနောက် area ကျဲရှိတယ်ဟိုဘက်မှာအိမ်နာကန်အိမ်နာဒီချိုးကန်ဒီဘက်မှာလည်းအခန်းလေး၄ခန်းပါအခန်းလေး၄ခန်းရှိပါမယ်အတွင်းခန်းနေရတော့ကျွန်တော်စောစောကရိုက်ပြတယ်လို့ပဲနှစ်ထပ်ဖြစ်တယ်ကျဲတယ်မိသားစုကောင်းနေပြီးတော့လူငယ်ဆိုင်ကဖွင့်လို့ရတယ်လမ်းမကြီးပြင်မှာဖြစ်တယ်အရှိရလမ်းမကြီးကကျွန်တော်တို့ငါရှိမှုကျလမ်းမကြီးဖြစ်ပါတယ်အခုကားတွေတော့ငါရှိမှုကျလမ်းမကြီးပါလာရှိမှုကျလမ်းမကြီးပါနော်လာရှိမှုကျလမ်းမကြီးဘေးမေးနေမှာဒီတိုက်ခန်းလေးဖြစ်ပါတယ်နှစ်ထပ်ပေါ့နော်နောက်မှထပ်ခုပါတယ်ဒီမနက်ဖွင့်ရပြီး20ရှိနောက်က25ပြီလောက်ဖြစ်ပါတယ်ဒီကားလည်းပေါ့နော်ဒီတိုက်ခန်းတွေတော့ကျဲပါတယ်နောက်ကနေမြင်နေရတဲ့မြင်ကွင်းပေါ့အပေါ်မှာတစ်ထပ်အောက်ထပ်ပြပါတယ်အောက်ထပ်ပါဒီမှာဒီကားပါဘောရကိုတက်ပြမယ်ဘောရမှာလည်း area ကျဲတယ်ဗျာနော်ဘောရမှာလည်းကျဲပါတယ်ကျဲပြီနော်ခေါင်းရင်းမြင်တယ်လူတွေကနေရစားလောက်ပေါ်မှာပေါ်ရမြင်နေတယ်နေရစားလောက်ရှိရတော့တကန်းကို10ပြီလောက်ကျဲတယ်10ပြီကျဲတာနှစ်ခန်းပါခန်းပွေထားပါလို့ဒီဘက်ကအခန်းမပွေရသေးဘူး10ပြီကျဲတာနှစ်ခန်းပါရှင်းတော့ကတော့25ပြီ28ပြီလောက်တော့ရှိနေတယ်နောက်ကျောပဲတိုက်ခိုက်နောက်ကျောပဲ